အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ Storm Dot Shop ကိုတုံးပြီးတော့ Storm Dot Shop မှာပေါ့နော်ဘယ်သူကတော့အများဆုံးဝယ်တယ်လဲပေါ့နော်ဘယ်ပစ္စည်းတွေကတော့အများဆုံးရောင်းရတယ်လဲဒါလေးတွေကိုကျွန်တော်ဘယ်နေရာမှာကြည့်ရမလဲပြသွားမှာဖြစ်ပါတယ်ဒီပထမဆုံး Storm Dot Shop ကိုဝင်လိုက်ရင်ကျွန်တော်တို့ကအစင်ခန်းစာဆိုတာကိုတွားလိုက်ပါအစင်ခန်းစာအောက်မှာအနှစ်ချုပ်ဆိုတာရှိတယ်အနှစ်ချုပ်အောက်မှာဒီဖောက်တယ်နဲ့ကြည့်တယ်နေရာပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာမြားလေးတွေတွေ့ရပါလိမ့်မယ်ပေါ့နော်ဒါဆိုရင်အနည်းဆုံးကနေအပေါ်ဆုံးကပေါ့နော်အနည်းဆုံးကိုပြတာပေါ့နော်ဒါဆိုရင်အများဆုံးကနေပြတာပေါ့နော်ဆိုတော့ဒီလိုပုံစံမျိုးလေးနဲ့ဒီနေရာမှာဟိုကဒါလေးကိုကစားပြီးတော့ပေါ့နော်ဒါအနည်းဆုံးနဲ့အများဆုံးရေးလို့ရတယ်အာတကယ်လို့ကိုကအမှအကျွေးပမာဏတွေလည်းအတိုင်းပဲပေါ့နော်အကျွေးပမာဏတွေဆိုရင်လည်းဒီမြားလေးကိုကစားပြီးတော့ကျွန်တော်တို့ကဘယ်သူကတော့အကျွေးအများဆုံးလဲအကျွေးဘယ်လောက်ရှိလဲဆိုတာမျိုးလေးတွေဒါမျိုးလေးတွေကျွန်တော်တို့ကသွားကြည့်လို့ရပါတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကအကျွေးပမာဏတွေဆိုရင်အတိုင်းပဲဘယ်သူကဒါဆိုရင်အနည်းဆုံးကနေပေါ့နော်ဒါဆိုရင်အများဆုံးကနေပေါ့နော်ဒီလိုပုံစံမျိုးလေးကြည့်လို့ရတယ်ဖောက်တယ်ဆိုရင်အတိုင်းပဲဘယ်သူကအဝယ်အများဆုံးလဲဘယ်သူကအကျွေးအများဆုံးလဲပေါ့နော်ဒီနေရာမှာလာကြည့်လို့ရပါတယ်ပြီးရင်ဒီထဲမှာတော့သူတို့ပေးပြီးသားအကျွေးတွေပေါ့နော်ပမာဏတွေပြလို့ရပါတယ်ပြီးရင်ကျွန်တော်တို့ပစ္စည်းတွေလည်းအတိုင်းပဲပေါ့နော်ပစ္စည်းတွေဆိုရင်လည်းကျွန်တော်တို့ကဒါကိုကြည့်ချင်တဲ့ date ပေါ့နော်ကိုကြည့်ချင်တဲ့ date ကိုရွေးလိုက်ကျွန်တော်ကတော့ဒါဒီမှာပင်မှတ်ဘလူးလေးနှိပ်လိုက်ပေါ့နော် search လေးနှိပ်လိုက်ပင်လစဉ်ကြည့်လို့ရတယ်နေ့စဉ်ကြည့်လို့ရတယ်အခြားကာလာနဲ့တွားလို့ရတယ်ပေါ့နော်အဲ့မှာဆိုရင်လည်းကျွန်တော်တို့ကပစ္စည်းကတော့အရေးအတွက်ပေါ့နော်ဒါကတော့အရေးအတွက်အယောင်းရဆုံးလဲပေါ့နော်ပင်ဒါမှမဟုတ်ရင်ကျွန်တော်တို့ကရောင်းဈေးပေါ့နော်ဘယ်ရောင်းဈေးပမာဏရဘယ်ပစ္စည်းကတော့အယောင်းရဆုံးလဲမယောင်းရဆုံးလဲပေါ့နော်ဒီဟာလေးနဲ့ကျွန်တော်တို့ကကြည့်လို့ရပါတယ်ပစ္စည်းမှာဆိုရင်လည်းကျွန်တော်တို့ကရောင်းဒီအရေးအတွက်ကိုသွားမလားဒါမှမဟုတ်ဝယ်ဈေးကိုသွားမလားဒါမှမဟုတ်ဝယ်ဈေးအများဆုံးပဲရလဲဒါမှမဟုတ်ရောင်းဈေးရောင်းရဆုံးအများဆုံးကပါလို့ပေါ့နော်ပင်ရောင်းရတဲ့အမြတ်တွေဒီနေရာမှာကြည့်လို့ရပါတယ်ဆိုတော့ကျွန်တော်အခုပြောပြခဲ့တာကဖောက်တယ်ဘယ်နော်ဘယ်သူကတော့အဝယ်ဆုံးလဲဒါပြီးရင်အကျွေးပေါ့နော်အကျွေးဆိုရင်လည်းမျိုးဒါဘေးနားမြားလေးတွေနှိပ်ပြီးကစားလို့ရတယ်ပစ္စည်းဆိုရင်လည်းအတိုင်းပဲကျွန်တော်တို့ကဒီမြားလေးတွေနှိပ်ပြီးတော့ကြည့်လို့ရပါတယ်ခင်ဗျ